တို့မျိုးတို့ရွာမှာကွယ်ချင်းရည်နေဆုံးကလေးမေအပေါင်းသိနေရင်ခက်လာတဲ့ထုံးစံကရွာမှာကွယ်ဝုစေရဒီပြူရဲ့ရုပ်တွေငါချောလာတယ်တော့ရွာမှာမနေတဲ့တွေရုပ်ရာမောင်းကုန်သမီးစားစကားမှမပြောနဲ့တော့သူများပါခြင်းနဲ့ရုပ်သေးစွာလေးဝတ္တရားကိုအများကြီးသိတတ်တယ်ဘောတိကောင်းအောင်တောင်းမှန်နဲ့ခေပြူရဲ့ဘယ်ရွာမှာနေတာကိုသိချင်လာပါတယ်မိုင်းညညဆိုင်လို့ရဲ့ညူပြန်နေမောင်ချေတော်ရကလေးသမီးကဆွေအေးရွာပဲကွယ်ဘောကောင်းရဲ့ကလေးမအရဲ့ရွာကိုအလဲလာနေတို့အေးရောက်ရဲ့ပါချူအော်ဒီစလေးကတလေးသားမျိုးတွေကိုပုံပေါ်ကကြောင်းမပြခြင်းပဲမူနှတုံးကဖောင်းမမီစားပြခြင်းနဲ့ဘောကောင်းရဲ့ကလေးမရဲ့နေတို့အိမ်မှာမပဲစားခြင်း